အငယ်15 16 19ဖြစ်တယ်ဘူလတင်တိုင်းမှာလည်းကျွန်တော်တို့ရေးထားတယ်လို့ပေါ့အားလုံးတွေ့ထားတယ်ဆိုတော့ခေါင်းစဉ်ကျွန်တော်တက်ချင်တာကတစ်ပေအခန်းကြီး3အငယ်15ခရိယန်เนาะတစ်ပေ3 15ခရိယန်လို့ကျွန်တော်နာမည်မှဲ့ချင်တယ်နာမည်မှဲ့တယ်ဆိုတာကခေါင်းစဉ်တက်ချင်ပါတယ်လို့เนาะဆိုတော့တစ်ပေ35မှာရှိတဲ့ယုံကြည်သူကဘာလဲဆိုရင်သူသိထားတဲ့တမန်တရားအတိုင်းသူယုံကြည်ထားတဲ့အတိုင်းအသက်ရှင်တော်သူဖြစ်တယ်နော်သူ့ရဲ့ယုံကြည်မှုကိုသူကလက်တွေ့ကြကြနဲ့အသက်ရှင်နေဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့နော်တစ်ပေအခန်းကြီး3အငယ်15ကိုကျွန်တော်ဖတ်ပြီးအတူတကွအစဉ်ချင်းကြရအောင်ဆိုတော့အငယ်15မှာကျွန်တော်ဖတ်မယ်စိတ်နှလုံးထဲ၌ထာဝရအရှင်ဘုရားသခင်ကိုယူတည်ခြင်းရှိကြလော့သင်တို့မျှော်လင့်ခြင်း၏အကြောင်းကိုမေးမြန်းသောသူရှိသမျှတို့အားနိုးညံ့သောသဘောကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းငါကာလအစဉ်မပြတ်အသင့်ရှိနေကြလော့ခရစ်တော်၌သင်တို့ကျင့်သောအကျင့်ကောင်းကိုရှုတ်ချသောသူတို့သည်ကဲ့ရဲ့ပြစ်တင်သောအခါကိုယ်တိုင်ရှက်ကြောက်ခြင်းမရှိမိအကြောင်းသင်တို့သည်ကိုယ်ကိုသိသောစိတ်ကြည်လင်လျက်နေကြလော့ဘုရားသခင်အလိုတော်ရှိလင်ဘုရားသခင်အလိုတော်ရှိလင်သူစရိုက်ကိုပြု၍ဆင်းရဲခြင်းခံရသည်တို့ဆင်းရဲခြင်းသည်တို့စရိုက်ကိုပြု၍ခံခြင်းထက်သာ၍ကောင်း၏နော်15 16 19ဖြစ်တယ်ဆိုတော့ပထမအချက်နဲ့ကျွန်တော်တို့ bulletin ထဲမှာလည်းအနီရောင်နဲ့ကျွန်တော်ရေးထားတာနော်ဒီအတိုင်းကျွန်တော်တို့အတူတကွလေ့လာမယ်ပထမအချက်ကဘာလဲဆိုရင်ခရစ်တော်ကိုသခင်အဖြစ်တကယ်ဂုဏ်တင်တော်သူကျွန်တော်တို့ဖြစ်ကြပါစို့နော်စိတ်နှလုံးထဲ၌ထာဝရအရှင်ဘုရားသခင်ကိုယူသေးခြင်းရှိကြလော့နော်ဆိုတော့ဘုရားကိုကျွန်တော်တို့ယူသေးခြင်းတယ်ဆိုရင်ဘာလို့အပ်တယ်လဲသူ့ကိုဂုဏ်တင်ဖို့လိုအပ်တယ်နော်ကိုကကိုမတင်တဲ့သူကိုဘယ်သူကမှယူသေးလို့မရဘူးဒါကြောင့်ကျွန်တော်တို့ကသခင်ယေရှုကိုကိုတော့ကျွန်တော်ရဲ့ကယ်တင်ရှင်နော်ထာဝရအသက်ကိုပေးတော်သူဆိုပြီးကျွန်တော်တို့သူ့ရဲ့ပြုမှုခြင်းမှာတော့အယံဝမ်းမြောက်ကြပါတယ်နော်ကျွန်တော်တို့ခံစားတဲ့အရာမှာတော့ကျွန်တော်အယံဝမ်းမြောက်ပေမဲ့ကိုယ့်ဘက်ကသူ့ကိုဂုဏ်တင်တဲ့လောက်ကျွန်တော်တို့ကဂုဏ်တင်သလားဆိုရင်မတင်ဘူးမတင်ကြဘူးဒါကြောင့်ဒီမှာတစ်ပေအခန်းကြီး15မှာပြောထားတဲ့အတိုင်းဆိုရင်စိတ်နှလုံးထဲ၌ထာဝရအရှင်ဘုရားကိုယူသေးပါနော်ဒီနေ့နဲ့ပြောမယ်ဆိုရင်သခင်ယေရှုတော့မဟုတ်ရင်ဘုရားသခင်ကိုနေ့စဉ်နဲ့အမျှဂုဏ်တင်ပါကိုယ့်ရဲ့သခင်အဖြစ်ကိုကတကယ်ပဲသဘောထားတယ်ဆိုရင်ဂုဏ်တင်နိုင်မှာဖြစ်တယ်နော်ဒါကြောင့်ခရစ်တော်ဟာသခင်ဖြစ်တယ်လို့ကျွန်တော်တို့ပြောပေမဲ့ကိုယ့်ရဲ့သခင်လားနော်မြေကြီးပေါ်မှာရှိတဲ့ကျွန်တော်တို့ရဲ့ဆရာတွေတော့မဟုတ်ရင်နော်အစိုးရမှာတာဝန်ထမ်းတဲ့ဘူမိုးတွေတော်လကောင်ရုံးအရာရှိတွေတောင်မှကျွန်တော်တို့ကပါလဲသူတို့ကိုဂုံပြုတ်ကြတယ်ဂုံတင်ကြတယ်လေနော်ကျွန်တော်တို့လေးစားကြတယ်ဒါပေမဲ့သခင်ယေရှုကိုကျွန်တော်တို့အသက်တာ၌တကယ်လေးစားသလားသူ့ကိုကျွန်တော်တို့ဂုံတင်သလားဆိုတာနော်ကျွန်တော်ဒီမှာပြောချင်တယ်နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာ၌နော်အုံမြင့်တပွဲကျွန်တော်တို့နားလည်ဖို့ကခရစ်တော်ကိုဂုဏ်တင်ခြင်းသည်အတိကဖြစ်တယ်ဆိုတာနားလည်သဘောပေါက်ဖို့ဖြစ်တယ်ခရစ်တော်ကိုကျွန်တော်တို့ဂုဏ်မတင်ဘူးဘုရားသခင်ကိုဂုဏ်မတင်ဘူးဆိုရင်ကျွန်တော်တို့ဟာမယုံကြည်သူတွေနဲ့ခြားနာမှာမဟုတ်ဘူးကြိုက်တယ်လို့ပဲကျွန်တော်အသက်ရှင်မှာဖြစ်တယ်ဒါကြောင့်စိတ်ထဲကနေခရစ်တော်ဟာငါရဲ့သခင်ဖြစ်တယ်ဆိုတာအမြဲတမ်းကျွန်တော်တို့အမှတ်ရကြရအောင်အဲ့ဒါမမှတ်ရဘူးဆိုရင်မရဘူးဒီမှာဓမ္မဟောင်းကျမ်းထဲမှာဥပမာဒါယေလတက်တာနဲ့ကျွန်တော်ဒီနေ့မှာပြောချင်တယ်ဒါယေလနော်ဒဲနီယယ်ရဲ့အသက်တာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကြည့်ငယ်ရွယ်လေးနဲ့သူကနိုင်ငံခြားမှာအခြားသောပြည်၌ခေါ်ဆောင်ခြင်းခံရတယ်ဒါပေမဲ့ तू ကငယ်ရွယ်လေးဖြစ်တော်ညာလဲတမန်တရားသိသလားသိတယ်တမန်တရားကိုအစဉ်အမြဲ तू ကကျင့်နေတယ်ဖယားကိုကောင်းကောင်းလေး तू သိတယ်ဆိုတော့သိလားတော့
သူ့ရဲ့ယုံကြည်ခြင်းကြောင့်ဘယ်ရောက်သွားတယ်လဲဆိုရင်ရှင်တဲ့တွင်းထဲ၌သူရောက်သွားတယ်အဲ့ဒါသူ့ရဲ့ယုံကြည်ခြင်းကြောင့်လေဘာကြောင့်လဲဖယားကိုသူအမြဲတမ်းဂုဏ်တင်တယ်နော်စုမတောင်းနဲ့လို့ပြောတဲ့အခါမှာသူပါလဲတနေ့ 3 ချိန်ဒူးထောက်ပြီးဇေရုဆလမ်ဖက်တော့လှည့်ပြီးဆုတောင်းတယ်ဆိုတော့ကျွန်တော်တွေ့တယ်သူ့ရဲ့တက်တာ၌ဖယားကိုတကယ်ဂုဏ်တင်လို့သူကလှုပ်နိုင်တာဖြစ်တယ်ဖယားကိုမတင်မှုဆိုရင်သူလှုပ်ပါမလားမလှုပ်ဘူးကျွန်တော်အရင်စိတ်ဝင်စားတဲ့အရာကအဲ့ဒီဒါယေလအခန်းကြီး6အငယ်3မှာနော်ကျွန်တော်တို့ဖတ်ရင်ဘာတွေ့တယ်လဲဆိုရင်ဒီဘယင်မင်းမြတ်ကြီးကဒါယေလကိုသူ့ရဲ့နိုင်ငံကိုပေးဖို့နော်အကြံရှိတယ်တဲ့ဘယင်ကြီးကနော်ဆိုတော့ဒီပါရှားဘယအဲ့မှာတော့ပါရှားဖြစ်သွားပြီနော်ပါရှားဘယင်ကြီးကသူ့ရဲ့ဘယင်သူ့ရဲ့နိုင်ငံကိုတောင်မှဒါယေလကိုပေးဖို့ဖြစ်တယ်ဒါပေမဲ့ဘာဖြစ်သွားသလဲဒါယေလကိုမကြိုက်တော့မူးမတ်တွေကသူ့ကိုထောင်ချောက်ဆင်းတာဒူဆူတောင်းတော်သူတွေနော်ဘာလဲချင်းတစ်တွင်း၌ချချင်းခံရမယ်တဲ့ဘာကြောင့်လဲဆိုတော့ဒါယေလကဆူတောင်းတယ်ဆိုတာသိတယ်လေဆိုတော့ဒါတောင်မှတစ်သက်လုံးဆူမတောင်းဘူးလို့သူတို့ပြောသလားမပြောဘူးတလပဲနော်တလဆူမတောင်းရဘူးတဲ့ဆိုတော့ဒါယေလအတွက်ဆိုရင်ကြည့်ပါတလဆူမတောင်းရင်သူဘာရမှာလဲနိုင်ငံတော်ကြီးကိုသူကအုပ်ချုပ်ရတော့မှာနော်တလဆူမတောင်းရင်ကျွန်တော်တို့ကဘယ်လောက်ဆူမတောင်းတာလဲ4-5 လတောင်းမှမတောင်းဘူးလေနော်သူကတော့တလဆူမတောင်းရင်သူ့အခြေအနေကနိုင်ငံတနိုင်ငံလုံးကိုအုပ်စိုးရမှာဒါပေမဲ့နိုင်ငံတနိုင်ငံနဲ့ဆူတောင်းခြင်းကိုသူကရွေးချယ်လိုက်တော့ဘယ်ဟာရွေးထည့်လဲဆူတောင်းတယ်ဘာကြောင့်လဲဖယားကိုဂုဏ်တင်လို့ဖယားကိုသူချီးမွမ်းလို့ဖြစ်တယ်ဒီနေ့မှာအဲ့လိုသက်တာမျိုးကျွန်တော်တို့လိုအပ်နေတာဖြစ်ပါတယ်နော်ဒါကြောင့်ကျွန်တော်တို့နေ့စဉ်နဲ့အမျှဖယားကိုတရိယာကြရအောင်ဂုဏ်တင်ရအောင်ဖယားရဲ့ဂုဏ်နော်ဖယားရဲ့ဘုန်းဟာကြီးမားတယ်ဆိုတာကျွန်တော်တို့သိပေမဲ့လဲတကယ်ဆိုရင်ကျွန်တော်တို့ရဲ့တက်တာ၌အတိအမှတ်ပြုတင်တယ်လို့ကျွန်တော်တို့ကမပြုကြဘူးနော်ဒါကြောင့်ကိုယ်စိတ်ကိုပဲကျွန်တော်တို့ကောင်းကောင်းလေးထိန်းဖို့လိုအပ်တာကျွန်တော်ဒီကျမဒီလောကပဲတုတ်သွားသလားတုတ်မဟုတ်ဘုရားကိုကျွန်တော်တကယ်ပဲသူ့ရဲ့ဂုဏ်တင်ဖို့အသက်ရှင်သလားဆိုတာကိုအမြဲတမ်းကြည့်ဖို့လိုအပ်တယ်ဆိုတာနော်ဒီမှာကျွန်တော်ပြောချင်တယ်ပြီးရင်နံပါတ်2ကိုကြည့်မယ်ဆိုရင်ကိုယုံကြည်ခြင်းပြနိုင်တော့ကိုယုံကြည်ခြင်းပြနိုင်တော့သူဖြစ်ကြပါစို့ဒီနေ့ကျွန်တော်ပြောချင်တာဒီအချက်လေးပဲဖြစ်တယ်အတိအကဖြစ်ကျွန်တော်ပြောချင်တာကနော်ဆိုတော့ဆက်လက်ပြန်ဖတ်ရအောင်နော်အခန်းငယ်15မှာပဲခုနကျွန်တော်ပြောတာကစိတ်နှလုံးထဲ၌ထာဝရအရှင်ဘုရားကိုယူတည်ခြင်းရှိလောဒါယေလလို့ကျွန်တော်ယူတည်ရမယ်တင်စားရမယ်နော်ဂုဏ်တင်ကြမယ်တင်တို့မျော်လင့်ခြင်းဤအကြောင်းကိုမေးမြန်းတော်သူရှိသမျှတို့အားနော်နှုံးညံ့သောသဘောကြောက်ရွံ့ယူတည်သောစိတ်သဘောနဲ့ပြန်ပြောခြင်းငါကာလအစဉ်မပြတ်အသင့်ရှိပါဆိုတနေ့နဲ့ပြောမယ်ဆိုရင်တင်းရဲ့ယုံကြည်ခြင်းတင်းရဲ့မျှော်လင့်ခြင်းကိုမေးလာတယ်ဆိုရင်ပြန်ပြောဖို့အသင့်အစဉ်သင့်နေပါဒီနေ့မှာကျွန်တော်မေးချင်တယ်ကဲတင်ချင်းရသလားလို့တယောက်တော့သူကမေးလာတယ်ဆိုရင်ဘယ်လိုပြောမှလဲရတယ်လို့ကျွန်တော်ပြောမှလေဘယ်လိုရတယ်လဲဘယ်လိုနားလေတယ်လဲလို့မေးတယ်ရင်ကျွန်တော်ပြန်ပြောနိုင်မလားမပြောနိုင်တဲ့လူရှိရင်ဒီလိုမျိုးယုံကြည်သူတွေကကျွန်တော်တို့ကနော်ငယ်လေးတေးသေးလေးတော့မဟုတ်ရင်မကြည့်ထွားဘူးဆိုတာနားလေလားတကယ်တမ်းဆိုရင်လူတယောက်ကကိုယ့်ရဲ့မိခင်ဖခင်နာမည်မသိဘူးလားဘယ်အိမ်ထောင်မိသားစုကနေမွေးဖွားတယ်လဲဆိုတာကျွန်တော်မသိဘူးလားသိတယ်လေဝိညာဉ်ပိုင်း၌မွေးဖွားသောသူတွေကလည်းကျွန်တော်တို့သိရဖို့ဖြစ်တယ်သိဖို့ဖြစ်တယ်ဒါကြောင့်ဒီမှာကယ်တင်ခြင်းရသောသူကျွန်တော်တို့ကဘာရှိတယ်လဲမျော်လင့်ခြင်းရှိတယ်ဘာမျော်လင့်ခြင်းလဲအသက်ရှင်သောမျော်လင့်ခြင်းလည်းကျွန်တော်ရှိတယ်လေကျွန်တော်တို့တည်သွားရင်ကောင်းကင်နိုင်ငံရောက်မယ်ခန္ဓာဒီခန္ဓာနော်ပြည့်စင်နိုင်တဲ့ခန္ဓာကိုမဟုတ်ဘဲနဲ့ဘုရားကမပြည့်စင်နိုင်သောခန္ဓာကိုလည်းကျွန်တော်တို့ကိုပေးမယ်ဆိုတာနော်ကျွန်တော်တို့ရဲ့မျော်လင့်ခြင်းတွေလူတွေကလာမေးရင်ကျွန်တော်တည်ရင်ကောင်းကင်သွားမယ်ဝိညာဉ်သွားမယ်ဒီလောက်ပဲသိတယ်ဆိုပြီးကျွန်တော်ပြောရမှာလားမဟုတ်ဘူးတစုံတယောက်သောသူတွေကယူယူသားသားလေးနဲ့နာသိခြင်းလို့လာမေးရင်ကိုကပြောရမယ်ပြီးရင်တစုံတယောက်သောသူကကိုနော်ဘယ်လိုပြောမလဲအစမ်းသမောနဲ့လာမေးရင်လည်းသူတို့ကို
ပြောနိုင်ရအဲ့ဒီယုံကြည်သူကျွန်တော်ဖြစ်ရဖို့ဖြစ်တယ်နော်ဒါကြောင့်တစ်ပေ35ယုံကြည်သူဆိုတော့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုယ့်ရဲ့နော်မျော်လင့်ခြင်းကိုယ့်ရဲ့ကယ်တင်ခြင်းကိုကောင်းကောင်းနားလေသဘောပေါက်ပြီးမင်းများလာတော့ရှိရင်သူရှိရင်လည်းကောင်းကောင်းလေးပါလေပြန်ပြောတတ်ရပြန်ပြောနိုင်မဲ့သူဖြစ်ရနော်ဒီနေ့မှာပေတရုကနော်ဘာကြောင့်ခရစ်တော်၌မျှော်လင့်ခြင်းရှိတဲ့အကြောင်းကိုရှင်းပြနိုင်ဖို့နော်ယုံကြည်သူတွေကိုသူကပြောတာလေကိုယ့်ရဲ့မျှော်လင့်ခြင်းကိုယ့်ရဲ့ကယ်တင်ခြင်းကိုတော့မှကျွန်တော်မပြောနိုင်ဘူးဆိုရင်ကျွန်တော်တို့ရတဲ့ကယ်တင်ခြင်းဟာတကယ်ကယ်တင်ခြင်းဖြစ်မလားဆိုတာတန်တရားစိတ်တန်တရားရှိဖွယ်တောင်ရှိတယ်နော်အော်ခရစ်တော်ကကားတိုင်းပေါ်မှာငါအတွက်တည်ခဲ့တယ်ငါသိတယ်ယုံကြည်တယ်ဆိုပြီးအကျမ်းဖြစ်နေကျွန်တော်ပြောရမှာလားအဲ့ဒါကတော့လူတိုင်းကပြောလို့ရတယ်လေနော်ခရစ်တော်ရဲ့တည်ခြင်းဟာကျွန်တော်တို့ကဖြစ်ရမှန်တစ်ခုအနေနဲ့ပဲကျွန်တော်တို့နားလေသဘောပေါက်တယ်နော်ဖြစ်ရမှန်တစ်ခုအနေနဲ့ပဲယုံကြည်တယ်ဆိုရင်ကျွန်တော်တို့ရဲ့တက်တာ၌ဘာမှအကျုံးမဝင်သေးဘူးနော်အဲ့ဒါကတော့မယုံကြည်သောသူတွေနော်အခြားသောဘာသာကိုယ်ကွယ်သောသူတွေကလည်းယေရှုဟာနှစ်ပေါင်း2000နော်ကျော်လွန်ခဲ့နှစ်ပေါင်း2000ကျော်မှာသူတည်ဆုံးသွားတယ်ကားတိုင်းပေါ်မှာတည်တယ်ဆိုတော့သူတို့သိတယ်လေဒါမဲ့ကယ်တင်ခြင်းမရဘူးအဲ့လိုမျိုးသောကယ်တင်ခြင်းရတော့သူဖြစ်ရင်ကျွန်တော်တို့ရတဲ့ကယ်တင်ခြင်းတကယ်ကယ်တင်ခြင်းဖြစ်မှာမဟုတ်ဘူးအဲ့ဒါကိုဘယ်လိုခေါ်လဲကျက်တူ၍ခရိယန်လို့ခေါ်တယ်နော်ကျက်တူ၍ကတော့ဗာလဲသူများပြောတဲ့အတိုင်းကိုပဲသူကကော်ပီတယ်လေနော်ဒါကြောင့်ကိုယ့်ရဲ့ယုံကြည်ခြင်းကိုကောင်းကောင်းသိရမယ်နော်ဆိုတော့တဆုံတယောက်တော့သူကဖယားဟာပဲသူလဲခမဲတော်ဟာပဲသူလဲတားတော်ဟာပဲသူလဲတန်ရှင်တော်ဝိညာဉ်တော်ဟာပဲသူလဲတော့လာမေ့ရင်ကျွန်တော်ဘယ်လိုပြောမှာလဲနော်ဖြည့်ရှင်းတတ်ရမယ်လေအော်သုံးပါးတဆူလို့ကြားဖို့တာပဲဒါပေမဲ့နားမလည်ဘူးလို့ပြောရင်အဲ့ဒီခရိယန်တယောက်အကြောင်းမင်းမြတ်တဲ့သူတယောက်ကဘာဖြစ်မှာလဲတမန်တရားလည်းတိမှာမဟုတ်ဘူးပြီးရင်စိတ်ဝင်စားမှုလည်းပျောက်ပြီးဒီပျောက်ဆုံးဝိညာဉ်ကပျောက်သွားနိုင်တယ်ဒါကြောင့်ကိုယ့်ရဲ့ယုံကြည်ခြင်းကိုကောင်းကောင်းလေးသဘောပေါက်ဖို့လိုအပ်တယ်ဒီနေ့မှာကျွန်တော်ပြောချင်တယ်တကယ်လို့ခမဲတော်တားတော်တန်ရှင်းသောဝိညာဉ်တော်တွေကျွန်တော်နားမလည်ဘူးဆိုရင်နားထောင်ကြရအောင်နော်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကတဆူဖြစ်တယ်ဒါပေမဲ့ပုဂ္ဂိုလ်၃ပါးရှိတယ်နော်ခမဲတော်တားတော်တန်ရှင်းသောဝိညာဉ်ဆိုပြီးပုဂ္ဂိုလ်၃ပါးရှိတယ်ကျွန်တော်တို့လူကတော့လူတဦးကပုဂ္ဂိုလ်တဦးပဲဖြစ်တယ်ဒါပေမဲ့ဘုရားကတော့တဆူဖြစ်ပေမဲ့လည်းပုဂ္ဂိုလ်၃ပါးရှိတယ်အဲ့ဒါလုံညံနဲ့ကျွန်တော်တို့နားလေလို့မရဘူးဒါပေမဲ့ကျမ်းစာကအတိလင်းဖော်ပြထားတယ်ဆိုတော့ဘယ်ကျမ်းချက်မှလဲလို့တယောက်ကမေ့လာတယ်ဆိုရင်ကျွန်တော်ဘယ်လိုပြောမှလဲရှင်မတဲ့ထဲမှာငွန်ပြလိုက်ခရစ်တော်ဗပ္ပဇံခံတဲ့အကြောင်းနော်အဲ့ဒီထဲမှာခမဲတော်ကကောင်းကင်ကနေအတန်ဟင်းဟင်းကြီးနေနော်ဒီဟာနော်သူဒီငါချစ်လှစွာသောငါရဲ့သားဖြစ်တယ်သားတော်ကလူစားတိခံပြီးတန်ရှင်သောဝိညာဉ်ကဂျုံငှဲ့လိုနဲ့ဆင်းသက်လာတော့ကိုရှင်ယောဟန်ပဲအဲ့ဒါသက်သေးပဲလေဒီလောက်လဲကျွန်တော်တို့နားလည်ဖို့ဖြစ်တယ်ကဲယုံကြည်ခြင်းအကြောင်းမေ့လာတယ်ဆိုရင်နင်ပါကိုယုံတာလဲလို့မဟုတ်လားဟုတ်တယ်လေဒီသားတော်ကိုကျွန်တော်လုံးဝယုံတယ်ဖယားနော်ကောင်းကင်၌ရှိတဲ့ဖယားသူ့ကိုယ်သူနှိမ်ချပြီးလောက၌ငါတို့အပြစ်ကြောင့်သူလူစားတိလာခံတယ်ဆိုတဲ့အကြောင်းတွေကိုလည်းကျွန်တော်တို့ပြောနိုင်ရမယ်လေဒီပင်ကိုကတကယ်ယုံကြည်သူဖြစ်လာတယ်ဆိုရင်ကျွန်တော်တို့ရဲ့အပြုအမူနဲ့ဗာလဲအဝတ်အစားစီရင်မှုတွေလည်းမပြောင်းလာဘူးလားပြောင်းလာတယ်နော်ဒါကြောင့်အမျိုးမျိုးနဲ့လူတွေကျွန်တော်တို့ကိုမေးနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးကိုယ်ပါယုံတယ်လဲဆိုတာကောင်းကောင်းနားလည်သဘောပေါက်ပြီးသူတစ်ပါးကမေးလာတယ်ဆိုရင်ပြောတတ်ဖို့အစဉ်သင့်ဖြစ်ရတယ်ဒီနေ့မှာကျွန်တော်တို့အစဉ်သင့်မဖြစ်ဘူးဆိုရင်အစဉ်သင့်ဖြစ်ဖို့ကြိုးစားကြရအောင်နော်အဲ့ဒါအရန်လိုအပ်တယ်ပြီးရင်ကျွန်တော်တို့အားလုံးတော့သိနိုင်သလားတမန်တရားမသိနိုင်ပါဘူးဒါပေမဲ့အဓိကအရေးကြီးတဲ့ကယ်တင်ခြင်းအပိုင်းတွေတည်ပြီးရင်နော်ဘုရားသခင်ကဒီဟာပါလဲတရားစီရင်ခြင်းရှိတယ်နော်ဟေဘဲခန်းကြီးကို20ခွန်ပါနော်တည်တော်သူတွေပြန်လာလို့မရဘူးနော်တည်သွားရင်လမ်းနှလမ်းပဲရှိတယ်ဆိုတာ
သိတဲ့အရာရဲဝံ့နဲ့ကျွန်တော်တို့ပြောနိုင်ဖို့အသင့်ပင်ဖို့အရန်လိုအပ်တယ်ဒါကြောင့်ကိုယ့်ရဲ့ယုံကြည်ခြင်းကိုရှင်းပြနိုင်တော်သူဖြစ်ဖို့အရန်အရေးမကြီးဘူးလားကြီးတယ်လေလူတယောက်ကဟဲ့နင်ဘသူသားလဲလို့မေးမယ်အဖေနာမည်လည်းမသိဘူးအမေနာမည်လည်းမသိဘူးလို့ပြောလူတွေကဘယ်လိုထင်ပါလဲအယူလို့ပဲထင်ပါနော်ယုံကြည်ခြင်းနဲ့လည်းကျွန်တော်တို့ကိုယ်တိုင်ကဘာယုံတယ်လဲဆိုတာကျွန်တော်တို့မသိဘူးဆိုရင်အဲ့ဒီယုံကြည်ခြင်းကတော့တကယ့်ယုံကြည်ခြင်းမဖြစ်ဘူးလဲဖြစ်နိုင်တယ်ဒါကိုကျွန်တော်တို့နားလည်ဖို့နော်ကဲအဲ့ဒါကိုလူတွေကရှင်းပြလာရင်ဘယ်လိုရှင်းပြရမှာလဲနော် sorry လူတွေကမေးမြန်းလာရင်ဘယ်လိုရှင်းပြရမှာလဲငေါ့ရမှာလားမဟုတ်ဘူးရှင်ပေတရုကပြောတာနိုးညံ့သောစိတ်ကြောက်ရွံ့သောစိတ်တဲ့နော်အဲ့ဒါဆရာကြီးယူတန်ကျမ်းစာမှာကြောက်ရွံ့သောစိတ်တဲ့ဒါပေမဲ့ကျွန်တော်ဒီလိုထည့်ချင်တယ်ကြောက်ရွံ့ယူတည်သောစိတ်ပြောချင်တာက gentle and reverence နော်သူတပတ်ကိုလည်းလေးစားယူတည်ရင်းနဲ့ကောင်းကောင်းလေးနဲ့ရှင်းပြဖို့ဖြစ်တယ်ဒါဟာအရန်အရေးကြီးလိမ့်တယ်တချို့တွေကတော့ကြည့်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ရဲ့တက်တာမှာပေါ့လေနော်ကယ်တင်ချင်းမရခင်မှာတဆုံတယောက်သောသူတွေကကယ်တင်ချင်းရပြီလားလို့မေးရင်ကျွန်တော်ဘယ်လိုပြောလဲသိလားနည်းနည်းဘာဆိုင်လဲနော်ကျွန်တော်မှာကနိုးညံ့မှုမရှိဘူးပြီးရင်ယူတည်မှုလည်းမရှိဘူးဘာကြောင့်လဲသိလားသူတို့မေးတဲ့အဖေသူတို့မေးတဲ့မင်းခွန်းအဖေကျွန်တော်မှမရှိဘူးလေဆိုတော့ကိုမရှိတဲ့ဟာကိုမသိတဲ့ဟာလူတွေကမေးတတ်ရင်နော်ကိုကဘာလဲတော့ပွတ်တတ်တယ်နော်တခါတလေမလိုအပ်တာတွေလာမေးတယ်ဒါပေမဲ့ကိုတော့မသိဘူးလို့တော့မဝင်မခံချင်ဘူးလေဒါမျိုးရှိတတ်တယ်နော်ကြုံဖို့တလားတော့မသိဘူးနော်ဒီလိုကလည်းမလိုအပ်တဲ့လားရှောက်ပြောတယ်လာမေးတယ်တကယ်တမ်းဆိုရင်ကိုကမရှင်းပြနိုင်လို့လေတကယ်တမ်းဆိုရင်ကျွန်တော်တို့သိတဲ့အရာလူတွေကမေးရင်ပါလေနော်တည်ယူပြီးနော်တည်ကြပြီးကျွန်တော်ရှင်းပြတတ်တယ်လေအဲ့ဒါလို့သဘောတဘာဝပဲဆိုတော့လူတွေကမေးလာတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုစိတ်ထားနိုင်လဲဆိုရင်နှုံညံ့တိမ်မွေ့ခြင်းနဲ့နော်နှုံညံ့တိမ်မွေ့သောစိတ်သူတစ်ပါးကိုယူတည်တတ်သောစိတ်နဲ့ကျွန်တော်တို့ရှင်းပြရအဲ့ဒီမှာကျမ်းစာထဲမှာနော်အတုယူဖို့နော်အသက်တာကျွန်တော်တို့ကြည့်ရအောင်သခင်ယေရှုကိုဖာရိရှဲတွေကမေးလာတဲ့အခါ၌သူဘယ်လိုပြန်ပြောလို့ရှိတယ်လဲနော်ဥပမာနီကိုဒီမတ်ကသခင်ယေရှုကိုမေးလာတဲ့အခါ၌သခင်ယေရှုကောင်းကောင်းလေးမပြောဘူးလားပြောတယ်နော်သူကောင်းကောင်းလေးပြောသွားတယ်ဟေးကယ်တင်ခြင်းရဖို့ကနော်ဖခင်နိုင်ငံတော်ရောက်ဖို့ကဒုတိယမွေးဖွားခြင်းခံရမယ်ဒုတိယမွေးဖွားခြင်းခံဖို့ကတော့ရေနဲ့ဝိညာဉ်နဲ့မွေးရမယ်ဆိုပြီးသူကကောင်းကောင်းလေးပြောတယ်ပညာပါနော်ပြီးရင်စာနာမှုစိတ်နဲ့သူကဖြည့်တတ်တယ်ဒါပေမဲ့တစ်ခါတလေတော့သူ့ကိုလာပြီးစုံစမ်းတဲ့သဘောနဲ့မေးလာရင်တော့ခရစ်တော်ကတော့သူတို့ကိုပါလဲမေးတဲ့အတိုင်းသူကလည်းတင်းမာမာနဲ့ဖြည့်တတ်တာရှိတယ်နားလည်ဖို့ကခရစ်တော်ကအသက်တာနှမျိုးရှိတယ်လေသူနော်သူကသူ့တငယ်လည်းဖြစ်တယ်လိုအပ်ရင်သူ့တငယ်လိုအပ်ရင်ချင်းသိလည်းဖြစ်တယ်ဆိုတာသိဖို့နော်ဒါကြောင့်ခရစ်တော်ကိုကြည့်တယ်ဆိုရင်ဖာရိရှဲတွေမေးလာရင်သူကနော်ပညာပါဉာဏ်ပညာနဲ့တော်၎င်းစာနာထောက်ထားခြင်းနဲ့တော်၎င်းဖေတတ်တယ်ကြည့်မာယွင်းတဲ့အမျိုးသမီးတယောက်လာတဲ့အခါ၌လဲသူရှိ၌သူတို့ခေါ်လာတယ်ပြီးရင်အဲ့ဒီမာယွင်းတဲ့အမျိုးသမီးကိုသခင်ယေရှုကဟောက်သလားဆိုရင်မဟောက်ဘူးနော်သူကနုညံ့တိမ်မွေ့ခြင်းနဲ့သူ့ကိုမိရဲ့အပြစ်ဖြေလွှတ်ပြီတဲ့နော်သူကအဲ့လိုပြောလိုက်တယ်ပြီးရင်တခုနုညံ့တိမ်မွေ့နဲ့နော်ပညာသားပါနဲ့ရှင်းပြတော်သူတယောက်ကတော့ရှင်ပေါလုမှတ်မိကြသေးလားတမန်တော်အခန်းကြီး26ထဲမှာလေရှင်ပေါလုရဲ့အဖြစ်ကလည်းကြည်လေနော်အဖြစ်ကလည်းသူကတမန်တရားဟောလို့သူ့ရဲ့ဂျိုးလိုမျိုးတွေကဖမ်းပြီးမြို့ဝင်ကြီးအိမ်မှာသူ့ကိုဗာလဲပူတယ်မြို့ဝင်ကလည်းဆုံးမဖြတ်နိုင်တော့နော်အဲ့ဒီမင်းကြီးလည်းရောက်လာယူဒမင်းကြီးလို့ခေါ်ကြအောင်နော်ယူဒပြည်ကိုအစိုးရတဲ့အဂရိပလာတယ်ဆိုတော့အဂရိပလာတဲ့အခါမှာသူ့ရဲ့အဖြစ်တွေကိုရှင်ပေါလုကပြောတဲ့အခါမှာအယံပညာပါတယ်ဆိုတော့မင်းကြီးရဲ့တဲ့အရင်တော့ကျွန်တော်ဘဝကတော့
နော်ဒီယုံကြည်သူတွေကိုငင်းပတ်နှိပ်စက်တဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ဓမ္မတက်လမ်းမှာကျွန်တော်သွားတဲ့အခါမှာနော်ခရစ်တော်နဲ့တွေ့တဲ့အခါမှာခရစ်တော်ကကျွန်တော်ကိုသူ့ရဲ့အမှုတော်ဆောင်ဖို့ခေါ်တယ်အရင်တော့ကကျွန်တော်နှိပ်စက်တဲ့အရာနှိပ်စက်တော်သူတွေကိုပြန်လည်ပြီးအခုအမှုတော်ဆောင်တယ်နော်အဲ့ဒီယေရှုဟာတေချင်းကနေကျမ်းစာကပြောတဲ့အတိုင်းရှင်ပြန်ထမြောက်တယ်အဲ့ဒါအမြင့်ကြီးကိုယ်တိုင်လည်းယုံတယ်မဟုတ်ဘူးလားနော်အဲ့လိုပြောလိုက်တယ်လေဒါကြောင့်အဲ့ဒီအဂရိပမင်းကြီးကပြောတယ်ဟေးကြာလာရင်ငါခရိယန်ဖြစ်လိမ့်မယ်အဲ့လောက်အထိဖြစ်တာနော်ဒါတော့အတူချုံးလေးနဲ့ကျွန်တော်ပြောတာပါအားလုံးပြန်အမှတ်ရမယ်ထင်တယ်အဲ့ဒါပြောချင်တာကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုလူတွေကမေးရင်နော်တခါတလေကျွန်တော်တို့လည်းစကားမပြောတတ်တော့လေတူတုတ်နဲ့ပြောတတ်တယ်ဒါကြောင့်ယုံကြည်ခြင်းနဲ့ပတ်သက်ရင်တော့မဟုတ်ရင်သူတပားဌာနကျွန်တော်စံစာတင်ပေးတယ်ဆိုရင်စိတ်ရှိနဲ့ပညာမနော်နုညံ့တိမ်မွေ့သောစိတ်သဘောထားနဲ့ကျွန်တော်တို့သူများကိုပြန်ပြောဖို့မေးလာတော့သူရှိလဲပြောဖို့ဖြစ်တယ်လူတချို့တွေကယူယူသားသားလေးနဲ့တမာတရားကိုမသိလို့လူတွေကိုမေးလာတဲ့အခါမှာဆရာတချို့တွေကဘယ်လိုပြောလဲဒါတော့မှမသိဘူးလားဆိုငေါ့တယ်လေနော်ငေါ့တော့သူတို့ကပြန်မေးရဲသလားမမေးရဲတော့ဘူးဒီလိုမျိုးဖြစ်ဖို့မဟုတ်ဘူးခွေးကိုအယူနဲ့ပေါက်လိုက်အဲ့ဒီယူကိုခွေးပြန်ပြီးကြိုက်တော့မလားပြန်ပြီးသူကမစားတော့ဘူးနော်ခွေးယူအယူကြိုက်တယ်လေစားစရာမရှိရင်တော့မှသူတို့ကြိုက်ချင်တယ်လေဒါပေမဲ့အဲ့ဒီအယူနဲ့ခွေးကိုပေါက်ပစ်လိုက်အဲ့ဒီယူကိုသူကပြန်ကြိုက်မှာမဟုတ်ဘူးပြောချင်တာကလူတွေကတမာတရားလူချင်ပြီးတမာတရားမင်းတော့မသိဘူးလားဘာညာတော့မဟုတ်ရင်ကြမ်းတမ်းတဲ့စရိုက်နဲ့သူတို့ကိုပါလဲရိုင်းပြတဲ့စရိုက်နဲ့သူတို့ကိုရှင်းပြတယ်ဆိုရင်သူတို့တမာတရားနားထောင်တော့မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့တက်တာနော်လူတွေမသိရင်လဲစိတ်ရှိနဲ့နော်ထားဖို့အရန်လိုအပ်တယ်ဆိုတာဒီနေ့မှကျွန်တော်တော့ပြောချင်ပါတယ်ဒါကြောင့်ဒီပီတရုထဲမှာကျွန်တော်တို့တွေ့ရတဲ့ဒီ1ပေ3:15ယုံကြည်သူဆိုတာနော်ကျွန်တော်တို့သခင်ယေရှုကိုတော့မဟုတ်ရင်ဖခင်ကိုအမြဲတမ်းဂုဏ်တင်သူဖြစ်ဖို့အရန်လိုအပ်တယ်ပြီးတော့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုကောင်းကောင်းလေးရှင်းပြနိုင်တော်သူဖြစ်မယ်ရှင်းပြတဲ့အခါမှာဘယ်လိုလဲနုညံ့သိမ်မွေ့စွာနဲ့တခါတလေဒါတော့မှမသိဘူးလားဆိုတာမျိုးနဲ့ကျွန်တော်ပြောရင်သူတို့စိတ်ခိုးပြီးတမာတရားနားထောင်တော့မှာမဟုတ်ဘူးเนาะအဲ့ဒါအရန်အရေးကြီးတယ်ဆိုတာဆက်လက်ပြီးကျွန်တော်ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ပြောတဲ့အခါ၌เนาะကြည်လင်စွာတော့မဟုတ်ကြည်လင်သောစိတ်တော့မဟုတ်ရင်ဗာလဲကိုတိသောစိတ်เนาะထိမ့်သိမ့်နိုင်သူဖြစ်ပါပြောချင်တာက confidence เนาะရှိဖို့လည်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တည်တဲ့ယုံကြည်ခြင်းကိုရတဲ့နော်ယုံကြည်တယ်ဆိုတဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုကိုကကောင်းကောင်းလေးသဘောပေါက်တယ်ဆိုရင်စိတ်အေးတယ်နော်စိတ်ချလက်ချနဲ့ကိုလည်းနေတယ်ဒါပေမဲ့ကိုယ်တိုင်ကမရေမရာဖြစ်တယ်ဆိုရင်ဇဝေဇရာနဲ့ပေါ့လေနော်လူတွေကိုကျွန်တော်တို့ပြောမိလိမ့်မယ်ဒါကြောင့်အခန်းငယ်16ကျွန်တော်နော်ဒီမှာဖတ်ချင်တယ်ခရစ်တော်၌သင်တို့ကျင့်သောအကျင့်ကောင်းကိုရှုတ်ချသောသူတို့သည်ကဲ့ရဲ့ပြစ်တင်သောအခါကိုယ်တိုင်ဆက်ကြောက်ခြင်းမရှိမိအကြောင်းသင်တို့သည်ကိုတည်သောစိတ်ကြည်လင်နှင့်နေကြလောတဲ့လူတွေကကဲ့ရဲ့တဲ့ပုံစံနဲ့ကျွန်တော်တို့ရဲ့အကျင့်နဲ့ပတ်သက်ပြီးယုံကြည်ခြင်းနဲ့ပတ်သက်ပြီးလာတဲ့အခါမှာမကြောက်ဘူးဖြစ်တယ် confidence ရှိဖို့နော်အဲ့ဒီ confidence ရှိဖို့ကအရန်အရေးကြီးတယ်ဆိုတော့ဒီ confidence ရှိဖို့ကလည်းဘာလို့အပ်တယ်လဲဆိုရင်ငါယုံတယ်လို့ပြောတဲ့ယုံကြည်ခြင်းကိုကောင်းကောင်းလေးနားလဲသဘောပေါက်ဖို့လိုအပ်တယ်နော်ကိုယ့်ရဲ့ယုံကြည်ချက်ကိုကျွန်တော်တို့ကကောင်းကောင်းနားလဲသဘောပေါက်ဖို့ဖြစ်တယ်ဒါကြောင့်ပီတရုကဒီမှာနော်တမာရီရှိနဲ့နေဖို့ပီတရုကအလေးပြပြီးကျွန်တော်တို့ကိုဖော်ပြတဲ့အရာကိုကျွန်တော်တို့ကတွေ့တယ်ဆိုတော့နေရာတကာ၌ confidence ရှိဖို့ကလူတွေရဲ့လက်ညှိုးလာထိုးရင်လဲကိုယ့်ရဲ့ယုံကြည်ခြင်းကပါလဲမှန်တယ်ဘုရားတမန်တရားအတိုင်းကိုနားလေသဘောပေါက်တယ်ယုံကြည်တယ်ဆိုရင်လူတွေဘယ်လောက်ပဲလက်ညှိုးလာထိုးကိုကပါလဲ confidence အပြည့်နဲ့ကျွန်တော်တို့နေနိုင်မှာဖြစ်တယ်
နော်ဒါကြောင့်ဖယားကိုကျွန်တော်တို့ဂုဏ်တင်မယ်ဖယားကိုကြည့်တယ်တမန်တရားကိုကောင်းကောင်းလေးခွဲခြားတတ်တယ်ဆိုရင် confidence ကတော့အလိုလိုနဲ့လာတယ်အသက်တာ၌လည်းခိုင်ခန့်ခြင်းရှိလာတယ်ယောသရဲ့အသက်တာကိုကျွန်တော်ကြည့်ရအောင်ယောသလည်းငယ်ငယ်ရွယ်ရွယ်လေးနဲ့နော်ဒါရဲလာလို့ပေါ့လေနော်သူလည်းသူ့ရဲ့အကိုတွေကရောင်းပစ်လိုက်တာဒါမဲ့တခုတီချာတာကတော့သူ့အဖေကယောသကိုကောင်းကောင်းလေးနဲ့တမာတရားဘုရားသခင်ရဲ့နှုတ်ကပတ်တော်နော်ဘုရားရဲ့အကြောင်းကိုသူ့အဖေကကောင်းကောင်းသင်ပေးတယ်ဆိုတာနော်ကျွန်တော်တို့ကသဘောပေါက်နိုင်တယ်ဆိုတော့ तू ရောက်တဲ့နေရာတိုင်း၌ तू သစ္စာရှိတယ်လားရှိတယ်ဒါပေမဲ့ तू ဒီလောက်သစ္စာရှိတော်များလဲ तू ကြုံတဲ့အရာတွေကပါလဲကျွန်တော်တို့မကြုံချင်တဲ့အရာတွေကြုံတာနော်ပထမသူ့ရဲ့သခင်မကသူ့ကိုတွေးဆောင်တယ်မရဘူးနော်ပြီးရင်ထောင်ထဲမှာ तू ရောက်ထောင်ထဲမှာ तू ရောက်သွားတယ်ဆိုတော့သူ့ရဲ့ Potiphar အိမ်ကနေဗာလဲထောင်ထဲမှာရောက်တဲ့အထိ तू ကဘယ်လိုနေလဲတမာတိရှိပေါ့နော် तू အသက်ရှင်တယ်သူ့ရဲ့တက်တာကောင်းကောင်းလေးနဲ့ तू အသက်ရှင်တယ်ဆိုတာကျွန်တော်တို့သိရတယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ယုံကြည်တဲ့အတွက်ကိုယ့်ရဲ့ယုံကြည်ခြင်းကြောင့်နော်ကျွန်တော်တို့ရက်တည်လာတယ်ပြီးတော့ကိုယ့်ရဲ့အကျင့်တွေလည်းနော်သူများအတရေပြတ်ဖို့မဟုတ်ပဲနဲ့နော်ကိုယ့်ရဲ့အကျင့်ကိုလည်းကိုကအကောင်းကောင်းသိဖို့လိုအပ်တယ်အရေးကြီးဆုံးကကိုကဘယ်လောက်ပဲကျင့်ဘယ်လိုကျင့်ဖခင်ကကိုသိတယ်ဆိုတဲ့အသိနဲ့ကျွန်တော်အမြဲတမ်းအသက်ရှင်တယ်ဆိုရင်နော် confidence ကျွန်တော်ရှိမှာပဲဖြစ်ပါတယ်ဒါကြောင့်လိုအပ်တဲ့အရာကလူတွေကတော့ကျွန်တော်တို့ကိုဆွဲမှာအမျိုးမျိုးနဲ့လာမှာတခါတလေသူတို့ငိမ်မယ်နော်နှုတ်ကပတ်တမန်တရားအမှုတော်၌ကျွန်တော်တို့ပူပြီးသွားတယ်ဆိုရင်လက်ညှိုးထိုးတာပူခံမယ်ကိုကငိမ်တယ်ဆိုရင်လူတွေကလက်ညှိုးထိုးခြင်းလဲငိမ်လာမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်အမှုတော်၌ပါတယ်နော်အမှုတော်၌ပါဝင်တယ်တကယ်လှုပ်ရှားတယ်ဆိုရင်ဆွဲခြင်းတွေအမျိုးမျိုးခံတယ်ဒါမျိုးခံတဲ့အခါမှာအာမငယ်နဲ့အားငယ်ဖို့မဟုတ်ဘူးဒီဟာမျိုးလူတွေရဲ့ဆွဲခြင်းနော်အတင်းအဖင်းပြောခြင်းကျွန်တော်တို့ခံတယ်ဆိုရင်ခရစ်တော်ရဲ့အသက်တာလို့ကျွန်တော်လည်းအသက်ရှင်တယ်ဆိုတာသဘောပေါက်ခရစ်တော်ရဲ့အသက်တာ၌နော်ချီးမွမ်းခြင်းသူခံလို့လားမခံဘူးလေနော်အမြဲတမ်းပဲသူကဲ့ရဲ့ခြင်းခံတယ်ဆိုတာသိဖို့အရေးကြီးတာကတမန်တရားကျွန်တော်သိတဲ့အတိုင်းအသက်ရှင်မယ်နော်ကျင့်လဲကျင့်မယ်အကျင့်ချင်းအားဖြင့်ကောင်းကင်မရောက်ပါဘူးကျွန်တော်တို့ဒါပေမဲ့ယုံကြည်သူတွေကတော့အကျင့်ရှိဖို့လိုအပ်တယ်ဒီနေ့မှာကျွန်တော်တပါပရိဖတ်တဲ့ကျမ်းချက်လို့ပေါ့ကြားပြီးကျင့်ချင်းမပါရင်ဒါဘာအကျိုးရှိတာလဲနော်ဒါကြောင့်အကျင့်ချင်းအားဖြင့်ကယ်တင်ခြင်းမရတော့များလဲကယ်တင်ခြင်းရတော့သူကောင်းကင်နိုင်ငံရောက်မဲ့သူတွေကတော့အကျင့်လိုအပ်ပြန်တယ်နော်ဒါကြောင့်ကျွန်တော်တို့ပါစက်ကနေဘယ်လောက်ပဲပြောအကျင့်မပါရင်လူတွေကသိတယ်အင်္ဂလိပ်စကားပုံမှာရှိတယ်လေနော် action is ပါလေ louder than word နော်အကျင့်ချင်းဟာစကားပြောတာထက်ကျယ်တယ်ဒါကြောင့်ကျွန်တော်တို့ဘယ်လိုအသက်ရှင်တယ်လဲဆိုတာလူတွေကမြင်တယ်ဒါကြောင့်ဒီမှာကျွန်တော်တို့ကိုယ့်ရဲ့ယုံကြည်ခြင်းနော်ကိုကဘာယုံတယ်လဲကိုယ့်ရဲ့ယုံကြည်ခြင်းတိုင်ကျွန်တော်တို့အသက်ရှင်လာတယ်ဆိုရင်နော်ကိုလည်းဗာလဲထိမ့်သိမ့်နိုင်သူဖြစ်ရမယ်လူတွေလက်ညှိုးထိုးတဲ့အခါ၌ဇဝေဇရာဖြစ်ဖို့မဟုတ်ဘူးဆိုတာပေါ့လေနော် confidence ရှိဖို့ဆိုတာကျွန်တော်ဒီမှာပြောချင်တယ်ကဲနောက်ဆုံးတစ်ချက်ကျွန်တော်ကြည့်တယ်ဆိုရင်ကောင်းမှုပြုခြင်းကြောင့်ဆင်းရဲဒုက္ခနော်ခါနိုင်သူဆင်းရဲဒုက္ခနိုင်သူဖြစ်ကြပါစို့အခန်းငယ်16ကျွန်တော်ပြန်ဖတ်အောင်ခရစ်တော်၌တင်တို့ကျင့်သောအကျင့်ကောင်းကိုရှုတ်ချသောသူတို့သည်ကဲ့ရဲ့ပြစ်တင်သောအခါကိုယ်တိုင်ဆက်ကြောက်ခြင်းမရှိမိအကြောင်းတင်တို့သည်ကိုတည်သောစိတ်ကြည်လင်လှည့်နေကြလောတဲ့နော်ဒီမှာမှန်ရာနော်အမှန်ကျွန်တော်တို့လုပ်ရင်လဲတခါတရံဗာလဲခက်ခဲချင်းကျွန်တော်တို့ဂျုံလိမ့်မယ်နော်ပီတရုကိုယ်တိုင်ကဒီမှာလဲသူကဝန်ခံထားတယ်နော်
ဆိုတော့နမနာကျွန်တော်ကြည့်ဖို့ကသခင်ယေရှုပဲဖြစ်တယ်လေသူလုပ်တဲ့အရာကမှားသလားခရစ်တော်လုပ်တဲ့အမှားတစ်ခုမှမရှိဘူးအမှန်ပဲသူလုပ်နေတော့ငါလဲသူမခံဘူးလားခံတယ်ဒီနေ့မှာကျွန်တော်တို့လဲဒီမှန်သောတမန်တရားအတွက်အသက်ရှင်တဲ့အခါမှာအမှန်လုပ်တဲ့အခါမှာကျွန်တော်တို့ခံနိုင်သေးတယ်ဆိုတာလဲသိဖို့ဖြစ်ပါတယ်ဒါကြောင့်ဒီဘာလဲကောင်းမှုပြုခြင်းဆိုတာကအခုကျွန်တော်တို့ဧဝံဂေလိဟောတာကျမ်းစာသင်ပေးတာဟာဘာလဲကောင်းမှုပြုခြင်းဖြစ်တယ်တခြားလူတွေလောကမျက်စိနဲ့ကြည့်မယ်ဆိုရင်ဟိုလူတွေကတော့ဆိုပြီးလက်ညှိုးထုတ်ခံမယ်ဒါပေမဲ့ဘုရားအမြင်နဲ့ကြည့်တယ်ဆိုရင်အဲ့ဒါဟာဘာလဲကောင်းမှုပြုခြင်းဖြစ်တယ်ဒါကြောင့်အဲ့ဒီကောင်းမှုပြုခြင်းကြောင့်ဆင်းရဲဒုက္ခခံရင်လည်းကျွန်တော်တို့ခံဖို့ဖြစ်တယ်သခင်ယေရှုကိုနော်နမနာအကောင်းဆုံးကြည့်ဖို့အကောင်းဆုံးကသခင်ယေရှုပဲဖြစ်ပါတယ်သူဟာကောင်းမှုလုပ်ကောင်းမှုဆိုတာကကျွန်တော်တို့ကိုပလာပြီးကယ်တင်တဲ့အရာကိုလေနော်အဲ့ဒါတကယ်ကောင်းမှုလုပ်ရတဲ့အခါမှာသူကဘယ်လိုဖြစ်သွားလဲကားတိုင်ပေါ်၌သူတည်ခံတဲ့အခါမှာဘယ်လိုတည်တယ်လဲကျွန်တော်ခရစ်တော်ကားတိုင်ပေါ်မှာတည်တာကောင်းလေးကျွန်တော်တကယ်စဉ်းစားဖို့သလားကားတိုင်ပေါ်မှာသူတည်တဲ့အခါ၌ဘာလဲသူ့မှာအဝတ်တစ်ခုမှမရှိဘူးနော်ပကြည်ဆရာတွေကခရစ်တော်ကားတိုင်ပေါ်မှာတည်တဲ့အရာကိုနော်ကားတိုင်ပေါ်မှာသူ့ရဲ့တည်ခြင်းကိုပုံဆွဲတဲ့အခါမှာမလှလို့နော်အဝတ်ဆွဲထားတာတကယ်တမ်းဆိုအဝတ်မပါဘူးအဲ့လောက်ထိဖြစ်တာနော်အဝတ်မပါဘူးကိုတုံးလုံးကြီးနဲ့ကားတိုင်ပေါ်မှာတင်ခံတာကောင်းမှုလာလို့တော့လဲသူမခံဘူးလားခံတယ်အရှက်နော်လောကမှာကျွန်တော်တို့ကိုတုံးလုံးနေတာတော့အရှက်မရှိဘူးနော်သူကလာခံသွားတယ်ပြီးရင်ခန္ဓာကိုယ်လဲသူကရိုက်နှက်ခြင်းမခံဘူးလားခံတယ်ဒါကြောင့်ကောင်းသောအရာမှန်သောအရာလှုပ်ခြင်းဖြစ်တောင်ခရစ်တော်ကိုယ်တိုင်ကခံတယ်ဆိုရင်ကျွန်တော်တို့လည်းဗာလဲခံဖို့ခံမယ်ဆိုတော့လေကျွန်တော်တို့သိဖို့ကျွန်တော်တို့လူရဲ့စိတ်ထဲမှာဆိုရင်ကောင်းရာလှုပ်ရင်ဗာလဲကောင်းရာရမယ်ဆိုပြီးလွယ်လေးနဲ့ကျွန်တော်တို့ထင်မှတ်တတ်ကြတယ်လေဟုတ်တယ်မှန်တဲ့အရာအများကြီးရှိပါတယ်ဒါပေမဲ့ဝိညာဉ်ပိုင်းမှာတော့အဲ့လိုအများအားဘယ်တော့မှမဟုတ်ဘူးဝိညာဉ်ပိုင်းမှာတော့လှုပ်လေးပါလဲခံလေးလည်းဖြစ်နိုင်တယ်နော်အဲ့ဒါကိုကျွန်တော်ထည့်အတွက်ပြီးစဉ်းစားဖို့အရန်လိုအပ်ပါတယ်ဒါကြောင့်ဝိညာဉ်တက်တာဆိုတာဒီဇာတိတက်တာနဲ့ကျွန်တော်ဒိုင်းနေတယ်ဇာတိတက်တာနဲ့ကျွန်တော်ကြည်နေမယ်ဆိုရင်နားလည်လို့မရဘူးဒါကြောင့်ဆရာဟေရှာယထဲမှာပြောသလိုဖျားအမြင်အတိုင်းကျွန်တော်မြင်တတ်ဖို့ဆိုတော့ကောင်းတဲ့အရာ၌ကိုကတော်တော်လေးဆင်းရဲဒုက္ခခံနိုင်တယ်သခင်ယေရှုလိုပေါ့နော်ဖြစ်နိုင်တယ်ဆိုတာလဲကျွန်တော်တို့သိဖို့ဖြစ်ပါတယ်နော်ကလောသဲအခန်းကြီး1အငယ်24မှာဘာပြောတယ်လဲကျွန်တော်တို့ဆင်းရဲဒုက္ခရောက်ရင်နားလည်ဖို့ကခရစ်တော်ဤဆင်းရဲဒုက္ခအကျွမ်းအကြံကိုနော်ငါတို့ကလည်းကိုယ်ခန္ဓာ၌ပြည့်စုံတယ်ဆိုပြီးထင်မှတ်ဖို့ပဲဖြစ်တယ်ဆိုတော့ခရစ်တော်ရဲ့ဒုက္ခအကျွမ်းအကြံနော်ဆင်းရဲဒုက္ခအကျွမ်းအကြံနော်ကျွန်တော်တို့ကလည်းခံဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်ခရစ်တော်ဒုက္ခခံခြင်းအဖြစ်ဆင်းရဲခြင်းခံခြင်းအဖြစ်ကျွန်တော်တို့ကိုလာပြီးကယ်တင်သွားတယ်ဆိုတော့သူ့ရဲ့အမှုတော်၌ချောမောနဲ့ကျွန်တော်တို့သွားမယ်လို့ထင်လို့မရဘူးသွားမှလည်းမဟုတ်ဘူးဒါကြောင့်ဒုက္ခခံတဲ့အခါမှာခရစ်တော်လည်းခံတယ်ဆိုတာကျွန်တော်တို့သိဖို့ဖြစ်ပါတယ်နော်ပြီးရင်တမန်တော်အခန်းကြီး9ထဲမှာကျွန်တော်တို့ကြည့်ရအောင်ဘယ်သူကိုတွေ့တယ်လဲတတိဖန်မဟုတ်လားတတိဖန်လည်းဘာလုပ်တာလဲသူတမန်တရားဟောတယ်လေသူ့ရဲ့ဂျိုးလိုမျိုးသူ့ရဲ့ငယ်ကိုဂျိုးလိုမျိုးတွေကိုဖယားသခင်ကဘယ်လိုနဲ့ကယ်တင်ခြင်းလုပ်ပေးတဲ့အကြောင်းကိုသမိုင်းသူပြောတော့သူတို့ကနားထောင်ခြင်းတလားနားမထောင်ခြင်းဘူးဆိုတော့ကြောက်ခဲနဲ့ပြစ်တက်လိုက်တော့သူလည်းဗာလဲခရစ်တော်လိုပဲအော်ကူတော့သူတို့ဘာလုပ်တယ်လဲဆိုတော့မသိဘူးခွင့်လွှတ်ပါနော်ကောင်းသောအမှုကျွန်တော်တို့လုပ်ရင်လည်းခံနိုင်တယ်ဆိုတာသိဖို့ခံဖို့လည်းအသင့်ကိုလည်းပြင်ဆင်ဖို့လည်းဖြစ်ပါတယ်နော်အော်သူများတွေခံလို့ပြောတာမဟုတ်ပဲကိုယ်တိုင်ခံနိုင်တယ်ဆိုတာအသင့်ပြင်ဖို့ဖြစ်တယ်
ဒါမှဒီနေ့ကျွန်တော်တို့ပြောသလိုတစ်ပေ35ယုံကြည်သူတကယ်ပေတာမှာသူများခန္ဓာကိုယ်ပဲပြောဖို့မဟုတ်ဘဲနဲ့ကိုယ်လည်းခံနိုင်တယ်ဆိုပြီးအမြဲတမ်းအစဉ်သင်ပင်ဖို့ဖြစ်ပါတယ်ဒီလိုဒုက္ခဆင်းရဲအခုကျွန်တော်တို့ကခံတောင်တကယ်တမ်းဆိုရင်မခံသေးဘူးနော်ပြီးရင်ကိုယ့်ရဲ့ယုံကြည်ခြင်းကတောင်မှလူတွေကလာပြီးပါလဲမြင်မြင်ချင်းတောင်ကျွန်တော်မခံဘူးနော်တကယ်တမ်းဆိုရင်ဒါပေမဲ့တမာတရားမှတကယ်ရက်တယ်ဆိုရင်ကျွန်တော်တို့ခံတာမြင်မြင်ချင်းလည်းခံလိမ့်မယ်နော်ဒါပေမဲ့ကိုကပေါ်ပြက်နဲ့ခရိယန်အသက်တာသက်ရှင်တယ်ဆိုရင်ဘယ်သူမှလာမေးမှာမဟုတ်ဘူးအခုကြည့်လူတွေကတမာတရားကိုမေးတဲ့ဆရာကြီးတွေသူတို့ရဲ့အသက်တာကိုကြည့်မယ်ဆိုရင်တကယ်ပဲပေးဆက်တော်သူတွေဖြစ်တယ်နော်ဘေးနာကနေအမှုတော်ဆောင်တဲ့သူတွေဘုရားကမမေးဘူးလူတွေကမမေးဘူးတကယ်ပဲအမှုတော်ဆောင်တဲ့သူတွေခက်ခဲမှုမျိုးစုံကြော်လွှားတော်သူတွေထားမှာဆိုရင်လူတွေကလည်းမေးတတ်တယ်နော်ဒါကြောင့်ကိုယ့်ရဲ့တက်တာလူတွေကမမေးလာဘူးဆိုရင်ကိုယ့်ကိုယ်လည်းကြည့်ဖို့လည်းဖြစ်တယ်အဲ့လောက်ထိဖြစ်တာဒါကြောင့်ခက်ခဲမှုတွေကျွန်တော်တို့ကြုံလာမယ်နော်ကောင်းမှုဘုရားမျက်စိမှန်ဘုရားရဲ့အမြင်၌ကောင်းမှုကျွန်တော်ပြုလီရင်လည်းကျွန်တော်ဆင်းရဲဒုက္ခခံတဲ့အချိန်မှာဘယ်သူကိုကြည့်မလဲဆိုရင်ကျွန်တော်တို့သခင်ယေရှုကိုပဲကြည့်ဖို့ဖြစ်တယ်ဟေဘဲအခန်းကြီး7အငယ်1ထဲမှာနော်ယုံကြည်ခြင်းကိုအစအဦးစေရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကုန်အံ့ခမညာပြဿနာဆင်းရဲဒုက္ခချင်းယုံကြည်ခြင်းကြောင့်ရောက်လာတယ်ဆိုရင်ခရစ်တော်ကိုကြည့်လိုက်သူလည်းခံတယ်သူခံတဲ့အကျွမ်းအကြံလေးနော်ကိုလောသဲ 1:24 အရာကျွန်တော်လည်းခံတယ်ဆိုတာသိဖို့ဖြစ်ပါတယ်အငယ်19ကျွန်တော်ဖတ်ရအောင်ဘုရားသခင်အလိုတော်ရှိလင်တဲ့သူဆက်ရိုက်ကိုပြု၍ဆင်းရဲခံခြင်းသည်ဒုဆက်ရိုက်ကိုပြု၍ခံခြင်းထက်သာ၍ကောင်းတယ်တဲ့ဒါကြောင့်ဒီနေ့မှာသူဆက်ရိုက်ဆိုတဲ့နော်သူဆက်ရိုက်ဆိုတာကကောင်းမှုလုပ်ခြင်းနော်ဘုရားအမြင်၌ဖြစ်သောကောင်းမှုလုပ်ခြင်းကိုကျွန်တော်လုပ်ရအောင်လူအမြင်၌ကောင်းမှုတိုင်းဟာသူဆက်ရိုက်မဟုတ်ဘူးအဲ့ဒါကိုလည်းကျွန်တော်ခွဲခြားတတ်ဖို့လိုအပ်တယ်ဘုရားအမြင်၌ဖြစ်သောသူဆက်ရိုက်ကိုကျွန်တော်တို့လုပ်ရင်နော်ဒုဆက်ရိုက်လုပ်ပြီးအောင်မြင်တာထက်ပိုပြီးကောင်းတယ်နော်ဘုရားကြောင့်ကျွန်တော်ဆင်းရဲခံရင်ပိုကောင်းတယ်ဆိုတာတမန်တရားကြောင့်တမန်တရားတာ၍ကျယ်ပြန့်နိုင်ဖို့ကျွန်တော်ပါဝင်တဲ့အတွက်ကြောင့်ပျောက်ဆုံးဝိညာဉ်အတွက်ကျွန်တော်ပါဝင်တဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခခံတယ်ဆိုရင်ဆက်လက်ပြီးခံကြပါစို့နော်ခံဖို့လည်းအသင့်ပင်ရအောင်ကျွန်တော်တို့ဆိုတကယ်တမ်းဆိုခုနကျွန်တော်ပြောသလိုခံတောင်မှကျွန်တော်တို့မခံသေးဘူးဆိုတာနားလည်ရအောင်ပြီးရင်ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ယုံကြည်ခြင်းနဲ့ပတ်သက်ရင်တော်၎င်းအသက်တာအကျင့်ပိုင်း၌တော်၎င်းတဆုံတယောက်သောသူကျွန်တော်ကိုမီလာမြန်လာလုပ်တယ်ဆိုရင်အမြဲတမ်းပဲနှုံညံတိမ်မွေ့သောအသက်တာနဲ့ကျွန်တော်တို့ဗာလဲသူတို့ကိုဖြည့်ရှင်းဖို့ဖြစ်တယ်ဒါကြောင့်စိတ်စီခြင်းမလိုအပ်ဘူးလားလိုအပ်တယ်အဲ့ဒါဝိညာဉ်အသိမှမပါဘူးလားပါတယ်လေနော်ဂလာတိအခန်းကြီးကအငယ်22 23မှာဝိညာဉ်အသိမှာစိတ်ရှိခြင်းလည်းပါတယ်နော်သိခံနိုင်ခြင်းလည်းပါတယ်ဒါကြောင့်ကျွန်တော်တို့အဲ့ဒါအရန်လိုအပ်တယ်ဒါကြောင့်ဒီနေ့မှာနော်အောက်မှာ application လေးနော်ခဏလေးကျွန်တော်ကြည့်ကြရအောင်နော်ကိုယ်တိုင်ကိုယ့်ရဲ့အတ္တကိုနော်စဉ်းစားဆင်ခြင်သုံးသပ်ပါနော်ကိုယ့်ရဲ့အတ္တကိုအမြဲတမ်းနော်စဉ်းစားပါဘယ်လိုစဉ်းစားမလဲတင်းရဲ့နှလုံးသားထဲ၌သခင်ယေရှုဟာတင်းရဲ့တကယ်သခင်ဖြစ်ရဲ့လားဆိုလားနော်အမြဲတမ်းပဲစဉ်းစားပါကိုကျွန်တော်ရဲ့တက်တာနဲ့ခရစ်တော်ဟာကျွန်တော်ရဲ့သခင်လားနော်နေ့စဉ်ကိုယ့်ရဲ့စိတ်နှလုံးအသစ်ပြင်ဆင်၍ပုံတရံပြောင်းလဲခြင်းတို့ရောက်ကြလို့ယောမအခန်းကြီး7မှာပြောတယ်လို့ပေါ့နော်ဒီပုံတရံပြောင်းလဲဖို့ကဘာလဲဆိုရင်ခရစ်တော်ကိုအမြဲတမ်းသခင်နေရာ၌ကျွန်တော်ထားသလားကိုအမြဲတမ်းကြည်ဖို့ဖြစ်ပါတယ်လို့ပြီးရင်ခရစ်တော်ကြောင့်တ
တင်းဘဝဘယ်လိုပြောင်းလဲခဲ့တယ်လဲဆိုတာလဲပြန်စဉ်းစားပါကဲတင်ချင်းဘယ်လိုရတယ်လဲရပြီးနောက်ကိုယ့်ရဲ့အကျင့်ဘယ်လိုပြောင်းတယ်လဲနော်အရင်တော့ကလောကအရာဆွဲလန်းတဲ့အရာတွေကိုဖယ်ထားနိုင်ခဲ့တဲ့အရာတွေနော်ဒါမျိုးတွေအလုံးခရစ်တော်ကြောင့်ဘဝပြောင်းလဲတဲ့အရာတွေကိုစဉ်းစားပါဒါမျိုးတွေကိုအတိတ်ကအရာကိုစဉ်းစားတယ်ဆိုရင်ခရစ်တော်ကိုကျွန်တော်တာရွက်သခင်အဖြစ်ကျွန်တော်ထားနိုင်တယ်ဒါမျိုးဟာကိုရောကောက်ကဲတင်ပြီးပြီကောင်းကင်နိုင်ငံသွားရင်ပြီးပြီဆိုတဲ့သဘောနဲ့ကျွန်တော်အသက်ရှင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာ၌ခရစ်တော်ဟာသခင်ဖြစ်မှာမဟုတ်ဘူးเนาะဟိုအရင်ပတ်မှာကျွန်တော်သချင်းဆိုတယ်လို့လူတိုင်းရဲ့စိတ်မှာခရစ်တော်ဟာတကယ်သခင်ဖြစ်သလားဆိုတာလေနော်ဒါကြောင့်သခင်အဖြစ်ပဲကျွန်တော်တို့သခင်အဖြစ်တကယ်ခံယူနိုင်တယ်ကုန်တင်နိုင်တယ်ဆိုရင်နော်ကျွန်တော်တို့ရဲ့အသက်တာလည်းမှန်လာလိမ့်မယ်နော်လူချင်းမှတောင်းကိုယ့်ရဲ့မိဘတွေရှိနိုင်ကိုယ့်တငယ်ချင်းရှိနိုင်ကျွန်တော်မဟုတ်ကတွေလှုပ်ရဲသလားမလှုပ်ရဲဘူးလေနော်ဘုရားသခင်က omnipresent နေရာတိုင်း၌ရှိတယ်နေရာတိုင်းသိတဲ့ဘုရားကျွန်တော်အထက်မှာရှိဒါမဲ့သူ့ကိုသခင်နေရာမပေးဘူးဆိုရင်ဗာလဲဟိုးခန်းတောင်တနေရာမှာထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကြိတ်တယ်လို့အသက်ရှင်တယ်လေနော်သခင်နေရာကျွန်တော်တို့ပေးဖို့ဖြစ်ပါတယ်နော်ပြီးရင်ယုံကြည်ခြင်းကြောင့်အခက်မျိုးစုံကျွန်တော်တို့တွေ့နိုင်တယ်အခုမတွေ့သေးဘူးတွေ့နိုင်တယ်မတွေ့ဘူးလို့အာမမခံဘူးတွေ့နိုင်တဲ့အခါမှာခိုင်ခန့်စွာရပ်တည်ပါနော်အရန်လိုအပ်တယ်အဲ့ဒါပြောတာမဟုတ်ဘူးတကယ်ကျင့်ရမယ့်အရာတွေဖြစ်တယ်နော်ရှိခဲ့မှာနောက်ဆုံးကြမ်းချက်လေးနော်အဆုံးသတ်မယ်ဟိဘဲအခန်းကြီး17အငယ်36 39 38နော်ကျွန်တော်ဖတ်ခြင်းတယ်အချွတ်သောသူတို့သည်ကဲရဲ့ရိုက်ပုတ်ခြင်းခြေနှောင်ခြင်းကိုခံ၍ထောင်ထဲမှနေရသဖြင့်စုံစမ်းခြင်းကိုခံရကြ၏ကြောက်ခဲနဲ့ပြစ်ခြင်းလွှမ်းနဲ့အပိုင်းဖြတ်ခြင်းစုံစမ်းနှောင့်ယှက်ခြင်းဓာလက်နှင့်ကွက်မြက်ခြင်းကိုခံကြ၏အလွန်ဆင်းရဲလျက်ငင်းပတ်နှိပ်စက်ခြင်းကိုခံလျက်သူ၏စိတ်ရည်ကိုဝဲ့ရွဲ့လှဲ့လေရကြ၏ဤလောကသည်ထိုသူတို့နဲ့မထိုက်မတန်နော်သူတို့သည်တောကျူတောင်ကြဥမြင်မြေတွင်းထဲမှာအပြောင်းအလဲနေရကြ၏တဲ့ကြည့်ဟီဘဲ17ထဲကယုံကြည်သူတွေနော်ဒီလောကဟာသူတို့အတွက်နော်မထိုက်တန်ဘူးတဲ့ဒီလောက်ဘုရားကြိုက်တဲ့သူတွေမခံဘူးလားခံတယ်နော်သူတို့ခံတယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ဒီလူတွေတောင်းဗာလဲငင်းပတ်နှိပ်စက်ခြင်းဆင်းရဲခြင်းတွေကျွန်တော်လုံးဝမခံသေးဘူးအတင်းအဖင်းပြောတာတော့ပဲကိုကလည်းပြောတယ်လို့ကိုကပြန်ခံတယ်ဒီလောက်ပဲရှိသေးတာကျွန်တော်တို့ကနော်ကိုပြောတယ်လို့ပဲကိုကခံတယ်ဒါမျိုးအသက်တာကပြောပလောက်ဖြစ်ပါတယ်ဒါကြောင့်တမန်တရား၌ကျွန်တော်တို့ရက်တည်ပြီးခရစ်တော်ကိုသခင်အဖြစ်တကယ်နေရာပေးကြပါစို့နော်ကိုရဲ့စိတ်ကိုနေ့တိုင်းပဲအသစ်ပြင်ဆင်ရွေးပုံတရံပြောင်းလဲကြရအောင်နော်လောကတရံကနေဝိညာဉ်တရံတာရွေ့ဆောင်နိုင်ဖို့ပြီးရင်ခရစ်တော်ကကျွန်တော်ကိုဘယ်လိုပြောင်းလဲခဲ့တယ်လဲအဲ့ဒါကိုပြန်ပြီးအမြဲတမ်းကြည်ကြရအောင်နော်ဒါအဲ့လိုကြည်တတ်တယ်ဆိုရင်ယုံကြည်ခြင်းနဲ့ခက်ကြုံတဲ့အခါမှာခရစ်တော်ကိုကျွန်တော်ကြည်မယ်ခိုင်ခန့်စွာရောက်နိုင်မယ်ဆိုတာပေါ့နော်ဒီမတင်မှာကျွန်တော်ဒီလိုနဲ့နေကုန်းချုပ်ခြင်းပါတယ်ဒါကြောင့်1ပေ35ခရိယန်ဖြစ်ကြပါစို့လို့နော်အရောက်တိုင်း1ပေ35ခရိယန်ဖြစ်ဖို့အရောက်တိုင်းဘုရားကောင်းချီးပေးပါစေအာမင်တခြင်းတပုတ်ဆိုပြီးကျွန်တော်အဆုံးသတ်ကြရအောင်